အနည်းကညနေပိုင်းဘူတာဆင်းတော့မန္တလေးမှာမိုးတော်တော်ရွာနေရပါတော့။ဒါပေမဲ့ကံကောင်းတာကဥပိန်တရားကိုလာရင်းနဲ့ရောက်ခံနေလေးမှာပဲမိုးတိမ်သွားတော့လီလီအေးလေးနဲ့တော်တော်လေးတော့လမ်းလျှောက်လို့ကောင်းပါတယ်။ဒီတရားကြီးကိုအမရပူရနန်းဆန်ခဲ့တဲ့ပကံမင်းလက်ထက်မှာမျိုးစီမင်းထင်မင်းလှကျော်ဥပိန်ပေါ့နော်ဥပိန်ကတိဆောက်ခဲ့တာပါထူးခြားတာကဒီတရားကိုဆောက်လုပ်တဲ့အခါမှာအင်းဝနန်းဟောင်းကကြံရှိရဲ့ကျွန်းတိုင်လုံးကြီးတွေကိုအသုံးပြုခဲ့တာဖြစ်တယ်အခုဆိုရင်တော့တက်တန်းက185နှစ်ကျော်နေပါပြီတရားရဲ့အရှိက3968ပေရှိရလို့သိရပါတယ်တောက်သမင်းအင်းကိုဖျက်ကျော်ပြီးတော့ဆောက်လုပ်ထားတာပါမူလကကျွန်းနိုင်ပေါင်း1086တိုင်နဲ့တိစောက်ခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့ခိုင်ခန့်အောင်လို့တချို့နေရာတွေကိုကွန်ကရစ်တိုင်တွေနဲ့အစားထိုးပြုပြင်ထားတာကိုတွေ့ရပါတယ်ဥပိန်တရားရဲ့အလားဆုံးချိန်ကတော့နေဝင်စည်းစာအချိန်ပဲပေါ့နော်အဲ့ဒီကတော့မိုးနဲနဲ့အုံနေတော့နေဝင်စည်းစာကိုတေချာတော့မမြင်ခဲ့ရပါဘူးဥပိန်တရားကိုရောက်ရင်တရားပေါ်မှာလမ်းလျှောက်တာမကဘဲနဲ့ပေါ့နော်ကန်ထဲမှာလှေလေးတွေစီးကြည့်ပါရေကန်ရဲ့အလှရဲ့ပြီးတော့တရားရဲ့အလှရဲ့နေဝင်ချိန်ဆိုရင်နေဝင်ချိန်ရဲ့အလှရဲ့နေပေါ့အရန်ကိုလာပါနေမှာပါအဲ့ဒီရာသီဥတုလေးလည်းကောင်းတော့ကန်ထဲမှာလှေတော်တော်ကြာကြာအောင်စီးပြလိုက်ပါတယ်အဲ့ဒီကလှေသမားဦးလေးနာမည်ကဦးညွန့်ဝေပါအရန်သဘောကောင်းတယ်ပြီးတော့ဘလူရိုက်ရမယ်ဘလူပုံစံနေရမယ်ပြီးရင်လှေကိုလှည့်ပေးတာတွေကအစားပေါ့နော်အရန်ကိုအတွေ့အကြုံများတယ်လို့ပြောရမှာပေါ့ပုံမှန်လာလေးလည်းရခဲ့ပါတယ်